အမေကိုမေတ္တာပို့တယ်ပြီးလို့ရှိရင်ကျွန်တော်ချစ်ရတဲ့သူတွေပေါ့နော်မေတ္တာပို့တယ်ပြီးရင်ကျွန်တော်ကိုချစ်တဲ့သူတွေရောမချစ်တဲ့သူတွေရောကျွန်တော်မေတ္တာပို့ပြီးတော့ကျွန်တော်ရဲ့မနက်ခင်းကိုအစာပြုပါတယ်တနေ့တာကိုဘယ်လိုအစာပြုပြီးတော့ဘယ်လိုအဆုံးသတ်လဲဆိုတာကိုကျွန်တော်ရဲ့တနေ့တာနေထိုင်မှုပုံစံနဲ့ကျွန်တော်ကမျှဝေပေးခြင်းပါတယ်အခုမျှဝေပေးမယ့်အရာကကျွန်တော်ပေါ့နော်နေထိုင်တဲ့တနေ့တာကိုဘယ်လိုဖြတ်တန်းလဲဆိုတဲ့အရာလေးကိုကျွန်တော်မျှဝေပေးတာပါအဲ့တော့ကျွန်တော်ကမနက်မိုးလင်းပြီးလို့ကျွန်တော်မျက်လုံးနှလုံးဖွင့်ပြီးဆိုရင်ကျွန်တော်ဘာစလုပ်လဲဆိုတော့ကိုတရဏဂုံတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လေကျွန်တော်တို့ကဒီလိုအခက်ခါတွေမှာကြတော့ကျွန်တော်တို့ဘယ်အချိန်မှာဘလို့အကြောင်းတရားတွေနဲ့သိမလဲဆိုတာကိုကျွန်တော်တို့မသိနိုင်တဲ့အတွက်ကျွန်တော်ကကိုမနက်မိုးလင်းတာနဲ့တရဏဂုံတင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်မေတ္တာတုတ်ကိုအချိန်ရတဲ့အခါမှာလဲကျွန်တော်ကိုယ်တိုင်ရွတ်ပါတယ်မဟုတ်လို့ရှိရင်လဲကျွန်တော်ကYouTube ကနေပေါ့နော်ကျွန်တော်တရားလိုပုံစံမျိုးလေးဖွင့်ပြီးတော့နားပါတယ်ပြီးလို့ရှိရင်အမေကိုမေတ္တာပို့တယ်ပြီးလို့ရှိရင်ကျွန်တော်ချစ်ရတဲ့သူတွေပေါ့နော်မေတ္တာပို့တယ်ပြီးရင်ကျွန်တော်ကိုချစ်တဲ့သူတွေရောမချစ်တဲ့သူတွေရောကျွန်တော်မေတ္တာပို့ပြီးတော့ကျွန်တော်ရဲ့မနက်ခင်းကိုအစာပြုပါတယ်ပြီးလို့ရှိရင်ဒီလိုပဲအများကြီးတူကျွန်တော်ရဲ့တနေ့တာကိုကောင်းတာတွေရောဆိုးတာတွေရောပျော်စရာတွေရောဝမ်းနည်းစရာတွေရောနဲ့အတူဖြတ်သန်းတာပေါ့နော်အဲ့တော့ဟုတ်ပြီတနေ့တာကိုကုံဆုံးတဲ့အခါမှာညရောက်ပြီပေါ့နော်အဲ့တော့တနေ့တာကိုကုံဆုံးတဲ့ညကိုဘယ်လိုဖြတ်တန်းလဲဆိုရင်ကျွန်တော်မအိပ်ဆက်ခင်မှာကျွန်တော်ရဲ့တနေ့တာမှာလှုပ်ထားသမျှတွေအကုန်လုံးကျွန်တော်ကပြန်လဲဆန်းစစ်ပါတယ်ကျွန်တော်ဒီနေ့ကောင်းတာတွေဘယ်နှခုလုပ်ခဲ့တယ်လဲပေါ့နော်ကောင်းတာတွေအများကြီးလုပ်ခဲ့သလားဆိုးတာတွေရောဘယ်နှခုလုပ်ခဲ့တယ်လဲပေါ့ဆိုးတာတွေရောအများကြီးလုပ်ခဲ့သလားနည်းနည်းပဲလုပ်ခဲ့သလားပေါ့ကျွန်တော်ကပြန်ပြီးကိုသုံးသပ်တယ်တကယ်လို့ကောင်းတာတွေများတယ်ဆိုရင်လေဟုတ်ပြီဒီတနေ့တာမှာငါကောင်းတာတွေအများကြီးလုပ်တဲ့အတွက်ကိုကျေးဇူးတင်တယ်ပြီးတော့နောက်ရက်တွေမှာပို့ပြီးတော့ကောင်းတာတွေလုပ်မယ်ပေါ့နော်တကယ်လို့ဆိုးတာတွေတခုမကောင်းမှုတွေတခုလုပ်ခဲ့တယ်ဆိုရင်လေငါမကောင်းမှုတွေကိုနောက်ရက်ကြရင်ငါမလုပ်တော့ဘူးပေါ့ဒါတွေကမကောင်းမှုဖြစ်တယ်အားကြောင့်မလို့ငါမကောင်းမှုတွေကိုရှောင်ရမယ်ဆိုပြီးတော့ပဲကိုယ့်ရဲ့တနေ့တာကိုအဆုံးသတ်ပြီးတော့အိပ်ဆက်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့တနေ့တာမှာဘယ်လိုအစာပြုပြီးတော့ဘယ်လိုအဆုံးသတ်လဲဆိုတာကိုကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်